So အားလုံးဝမ်းမိလားပါကျွန်တော်နာမည်က Minecraft သားဖြစ်ပါတယ်ဆိုတော့အားလုံးဒီမှာတီးပြီးကြပါဘောဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ကတော့ဗီဒီယိုကတင်လာတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ကြိုးစားရတဲ့တခုရှိလို့ပါကျွန်တော်အနေနဲ့ subscriber အယောက်200ပြည့်ခဲ့လို့ရှိရင် bro အတွက် special video တစ်ပုတ်တင်ပေးမယ်လို့ကျွန်တော်ပြောထားပါတယ်မပြောရမှာဆိုတော့အဲ့ဒါမတင်ရသေးတာတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ပထမဆုံးရက်တော့စစပြည့်ရက်မှာတင်မယ်ကျွန်တော်အနေနဲ့ video ရှင်းကောက်လို့ရပါတယ်delete vlog ပေါ့နော်ဆိုတော့အဲ့ဒီ delete vlog video ကကျွန်တော်အနေနဲ့တဝက်လောက်ရောက်တော့ကျွန်တော်ရိုက်ထားတဲ့ file တွေကပြတ်သွားခဲ့တယ်ဗျအဲ့ဒီဟာတွေကကျွန်တော်အနေနဲ့မပါလာဘူးဆိုတော့တိတ်ပြီးတော့အဆင်ပြေသွားခဲ့ဘူးဗျာအဲ့တော့ကျွန်တော်အနေနဲ့အခုကတော့လောလောဆယ်ကျွန်တော်ရိုက်နေပါတယ်အဲ့ vlog လေးကိုဆိုတော့ကျွန်တော်အနေနဲ့ခဏနေတော့နည်းနည်းဖြစ်တဲ့အချိန်နေဆိုရင်တော့ကျွန်တော် edit လုပ်ပြီးတင်ပေးလိုက်ပါမယ်လေ daily vlog ပဲဒါပေမဲ့ကျွန်တော်ပထမတင်ခဲ့ daily vlog ထဲတော့ကျွန်တော်အများကြီးပိုကောင်းအောင်လုပ်ထားတယ်ဆိုတော့အားလုံးအားပေးကြပါအောင် guys ကျွန်တော်အနေနဲ့အမြဲတမ်း video တွေနည်းနည်းကောင်းလာအောင်ကျွန်တော်လုပ်နေပါတယ်ဒီအားကျွန်တော်အနေနဲ့ video တင်ပြတာလည်းတောင်းပန်ပါတယ်ဆိုတော့ကျွန်တော်တက်နိုင်ဆုံးတော့ video တစ်ပတ်တစ်ပုတ်လို့ရအောင်တင်ပေးပါမယ်ကျွန်တော်ကုလားတွေကတော့ subscriber ရောက်နေအပြင် special video တင်ပေးမယ်ဆိုပြီးပြောထားပြီးတော့မတင်ဖြစ်တာကျွန်တော်အနေနဲ့ဂလိမတီးတာမဟုတ်ပါဘူးကျွန်တော်လုံနေပါတယ်တိတ်ပြီးတော့လုံဖို့တော့ကအချိန်တွေတိတ်မရသေးလို့ပါကျွန်တော်အနေနဲ့ကုလားတွေတက်ဖိုင်တွေးဖို့ရယ်ပေါ်လေးဖြစ်ဖို့ရယ်ရာသီဥတုကကြီးတဲ့တိုင်းမိုးတွေကရန်နေရွာနေရဲ့အဲ့တော့အတန်ကတွန်းလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ခက်တွေ့နေလို့ပါကျွန်တော်အနေနဲ့တင်ပေးပါမယ်တည့်ရတော့နော်ကျွန်တော်အားလာပြပါ guys ဆိုတော့ကျွန်တော်ခုချိန်ဒီ update နေကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျဆိုတော့နော်ဘိုင်ဘိုင်ပါ